အေးခင်းလွန်းလာတဲ့နင်းတောင်တန်းကြီးပေါ်ကိုလူ၃ယောက်ကအခက်ခဲများစွာနဲ့တက်နေခဲ့ရတဲ့အကြောင်းရင်းကသူတို့ရဲ့တခင်ဆရာကျော်ဆိုတဲ့လူကအချိန်ဆက်ဝန်နဲ့တော့ချက်ကိုလာရှာခိုင်းတာဖြစ်ပါတယ်။တာဝန်မှာသူတော်စင်တဦးရှိနေပြီးသူကစချီတို့လာရှာတဲ့အချိန်ဆက်ဝန်ကိုအလွယ်တကူပဲထုတ်ပေးလိုက်ပါတယ်။သူတော်စင်ကအချိန်ဆက်ဝန်ကိုအသုံးပြုတဲ့လူကအကျိုးသက်ရောက်မှုတွေရှိနိုင်တယ်လို့ပြောနေပေမဲ့သူကိုယ်တိုင်ကတော့အချိန်ဆက်ဝန်ရဲ့အကျိုးသက်ရောက်မှုကိုမေ့နေခဲ့ပါတယ်။ဆက်ဝန်ကိုတော့ပေါက်လေးနဲ့ထည့်လိုက်တော့အချိန်ကသူတို့ရှိမှာပဲရုတ်တရက်အနာဂတ်ကိုတပြည့်ပြည့်နဲ့ပြောင်းလဲသွားလာနေခဲ့ပါတယ်ဒီချိန်မှာတတိရှိတဲ့စချီကတော့ဘောက်ကိုဖျက်ဆီးလိုက်ပြီးအချိန်ဆက်ဝင်ပြန်ယူလိုက်ပြီးတော့တခင်ဆရာကျော်မှာထားတဲ့အတိုင်းအချိန်ဆက်ဝင်အကြောင်းကိုတည်တဲ့လူအားလုံးတည်ရမယ်ဆိုတာကြောင့်စချီကသူတော်စင်ကိုတနက်နဲ့ပြစ်တက်လိုက်ပါတယ်အိမ်ပြန်လမ်းမှာတော့မောင်နှမနှစ်ယောက်ကဆရာကျော်စီမှာစချီကနာမည်ကောင်းတွေအများကြီးရထားတာမို့ဒီတစ်ခေါက်တော့သူတို့အခွင့်အရေးပေးဖို့ပြောလိုက်ပါတယ်စချီကလည်းလက်မခံနိုင်ကြောင်းညင်းပယ်လိုက်တော့အချိန်ဆက်ဝင်လူကြရင်နဲ့အချင်းချင်းတိုက်ခိုက်ကြပါတော့တယ်စချီကအချိန်ဆက်ဝင်ယူပြီးအပြင်ပြထွက်လာနိုင်ခဲ့ပေမဲ့မုံတိုင်းကအရန်ကြီးတာကြောင့်မို့ရေထဲကိုပြုတ်ကျသွားခဲ့ပါတယ်ကျွန်းတစ်ဖက်ကန်းရွာကလေးမှာလည်းချမ်းလျှောက်ဆိုတဲ့မိန်းကလေးကတနေ့ရွာမှာပဲနေရလို့ပြင်းနေခဲ့ပြီးသူကတစ်ချိန်လုံးတတော်ဝေးဆိုတဲ့မြို့ကိုလည်းအရန်သွားချင်နေခဲ့ပါတယ်သူတို့ရွာကမြို့နဲ့ရန်ဝေးတာကြောင့်မို့ဈေးရောက်တဲ့လူတွေကလေတွေနဲ့ကြကြမတစ်ခါပဲရောက်လာကြပါတယ်ဒီချိန်ချမ်းချော်ရဲ့အဖိုးရောက်လာပြီးဈေးထဲမှာအချိန်ဖြုံးနေတဲ့ချမ်းချော်ကိုလာခေါ်သွားခဲ့ပါတယ်ချမ်းချော်ရဲ့အဖိုးကရွာမှာရုပ်ရှင်ပြစားတဲ့လူဖြစ်ပြီးလွန်ခဲ့တဲ့3နှစ်ကရေထဲမျောလာတဲ့ချမ်းချော်ကိုလည်းအဖေကြီးတယောက်နဲ့ပို့ပြီးပြုစုဆောင်ရှောက်ခဲ့ပါတယ်ချမ်းချော်ကတတော်ဝေးမျိုးကိုအရန်သွားချင်နေတာကြောင့်သူ့အဖိုးကင်မရာကဟောင်းနေပြီမို့ပိုကောင်းတာလေးတွားဝယ်ပေးမယ်ဆိုပြီးလမ်းစာခင်းနေခဲ့ပါတယ်ဒါမဲ့အဖိုးကတော့အဲ့ဒီစားသူ့ကိုပို့ပြီးဂယူးဆိုင်ပေးပါလားဆိုပြီးမြေဖိုးနှစ်ယောက်ပျော်ပျော်ရွှင်ရွှင်နဲ့စကားပြောရင်းအိမ်ပြန်လာခဲ့ကြပါတယ်ကျုံးပေါ်မှာနေထိုင်တဲ့လူတွေကကိုလို့ချင်တာကိုမလုပ်လိုက်ရပဲအချိန်တန်ရင်ဆုံးပါရတဲ့လူတွေကိုပဲနှုတ်ဆက်နေကြရတာမို့ချမ်းချော်ကတော့သူ့ဘဝကိုဒီလိုပြင်းစရာကောင်းတာတွေနဲ့မဖြတ်တန်းချင်ပါဘူးဒါကြောင့်မို့ချမ်းချော်ကတနေ့ရွာကိုဈေးရောက်လာတဲ့လေပေါ်ကိုခိုးတက်ပြီးသူ့ဘို့တင်ထားတဲ့အင်ဂျီကိုလည်းယူဖို့လိုက်ပါတယ်သူတနေ့တေချာပေါက်ပြန်လာပါမယ်ဆိုပြီးလေပေါ်ကနေသူ့ဖိုးမကြောက်တိတ်တိတ်လေးနှုတ်ဆက်သွားလိုက်ပါသေးတယ်ချမ်းချော်တို့လေကမြို့ကိုယ်ရဲ့မြားတဲ့နေရာကိုရောက်နေရကြောင်းမလို့ဘာမှမမြင်နိုင်တာကြောင့်တစ်ဖက်လေဝင်တိုက်တာကိုခံလိုက်ရပါတယ်အချိန်အရင်များတာကြောင့်မို့ချမ်းချော်ကလည်းရေထဲကိုပြုတ်ကျသွားခဲ့တဲ့ချိန်ရေပေါ်ပြန်တက်ဖို့လုပ်ပြီးမြဲပစ္စည်းတစ်ခုနဲ့တိုက်မိတာကြောင့်မလို့ခေါင်းကတွေးတွေထွက်လာခဲ့ပါတယ်ရေထဲမှာရှိနေတဲ့အချိန်စက်ဝင်ကလည်းချမ်းချော်ရဲ့တွေးနဲ့ထိမိပြီးတော့သူ့သခင်ဖြစ်ရွေးချယ်လိုက်ပြီးတော့စွမ်းရည်တွေနဲ့အတူချမ်းချော်ကလည်းကုန်းပေါ်ကိုပြန်ရောက်လာခဲ့ပါတယ်ချမ်းချော်တတိပြန်ရလာတော့သူအခုရောက်နေတဲ့နေရာကသူရမ်းလာချင်နေတဲ့တတော်ခွေးမျိုးဆိုတာကိုသိသွားပြီးတော့အရန်ပျော်ရွှင်နေခဲ့ပြီးမြို့တွေကိုလှည့်ပဲကြည့်နေခဲ့ပါတယ်မြို့တွေကဂိုင်းစတားတွေထဲမှာဆရာကျော်တို့ဂိုင်းဟာအင်အားကြီးပြီးသူတို့ဖွဲ့ရောက်လာရင်အဆောင်တွေထက်ထက်နဲ့လမ်းပေါ်ကလူတွေအားလုံးကလည်းလမ်းဖယ်ပေးကြရပါတယ်ကားထဲမှာလည်းထွက်ပြေးလွတ်မြောက်သွားတဲ့မောင်နှမနှစ်ယောက်ကဆရာကျော်ကိုစချီအကြောင်းဂုံကြောနေခဲ့ပြီးဆရာကျော်ကလည်းစချီကိုတက်ပြလိုက်ဖို့နဲ့အချိန်ဆက်ကိုအရယူခဲ့ဖို့ပြောလိုက်ပါတယ်မြို့ထဲမှာလဲပန်းနေတဲ့ချမ်းချော်ကလည်းဗိုက်ဆာလာခဲ့တာကြောင့်ဆိုင်ရှိကိုသွားခဲ့ပေမဲ့ပတ်စံမပါလာတာကြောင့်မို့ဘေးခုံပေါ်ကမုတ်ကိုယူစားဖို့လုပ်လိုက်တဲ့အချိန်ဝင်ရမ်းဖြစ်နေတဲ့စချီနဲ့ဝင်တိုက်မိသွားခဲ့ပါတယ်သူစားမဲ့မုတ်ကအောက်ပြုတ်ကျသွားတာကြောင့်နောက်တစ်ခုယူစားနေတော့ဘေးရရဲတွေကသူ့ကိုကြည့်ပြီးအော်ပြောနေရကြောင်းမို့မော့ယူစားလို့အော်တာထင်ပြီးသူလည်းထွက်ပြေးပါတော့တယ်ထွက်ပြေးလမ်းကြားတွေကလူမိုက်တွေနဲ့ထပ်တွေ့တာကြောင့်မို့နီးလဲမျိုးစုံနဲ့ရှောင်ပြေးနေနေရဲတွေလိုက်ဖမ်းတာခံနေရတဲ့စချီနဲ့ထပ်ဝင်တိုက်မိပါတော့တယ်စချီကသူ့အင်ဂျီတွေကိုချမ်းချောက်ကိုပြောင်းဖို့ပေးလိုက်ပြီးတော့ရဲတွေကိုလဲစားလိုက်ပါတော့တယ်နောက်ကလူမိုက်တွေလည်းရောက်လာပြီးချမ်းချောက်ကိုပြဿနာထပ်ရှာနေရတယ်ကိုမြင်ပေမဲ့စချီကသူနဲ့မဆိုင်တယ်လို့ပဲထွက်သွားလိုက်ပါတယ်ဒါပေမဲ့ချမ်းချော်လည်းပင်ကအချိန်ဆွဲကြိုးကိုမြင်တော့လူမိုက်ကယူဖို့လုပ်နေရကြောင်းစချီကပြန်ဝင်ကယ်ပေးလိုက်တဲ့အချိန်ရဲတွေလည်းပြန်ရောက်လာခဲ့ပါတယ်ရုံးရင်းဆန်ခဲဖြစ်နေချိန်ရဲတယောက်ကစချီကိုတနက်နေ့ပြစ်လိုက်တာကြောင့်မို့ချမ်းချော်လည်းကြောက်လန့်သွားပြီးလည်းပင်ကအချိန်ဆက်ဝင်အားနဲ့ဆုတ်ကင်ပြီးသွားပါတယ်ဒါကြောင့်မို့အချိန်ကရက်တန့်သွားပြီးစချီစီလာနေတဲ့တနက်ကြီးဆန်ကိုလည်းဘေးဘက်ကိုတောက်ချပစ်လိုက်ပါတယ်ချမ်းချော်ကထူးဆန်းတဲ့ဖြစ်ရတွေကိုမြင်ပြီးအယမ်းလန့်သွားခဲ့တာကြောင့်မို့အပြင်ဘက်ကိုထွက်ပြေးသွားခဲ့ပေမဲ့လမ်းပေါ်ကအရာအလုံးကလည်းရက်တန့်နေခဲ့ပါတယ်မယုံကြည်နိုင်ဖြစ်ပြီးနှစ်ခေါက်သုံးခေါက်လောက်ထပ်ဆန်တက်ကြည့်လိုက်တော့အချိန်ဆက်ဝင်ကြောင်းဆိုတာပိုတိချသွားခဲ့တာကြောင့်မို့လို့သူလည်းအရင်တဘောကျသွားခဲ့ပါတယ်ချမ်းချော်ရဲ့ကျေးဇူးနဲ့စချီလည်းရဲလက်ထဲကလွတ်သွားပြီးတော့ကားပေါ်တက်လာတဲ့အချိန်ချမ်းချော်ကကြိုးတုပ်ပြီးဖမ်းလိုက်ပါတယ်စချီဝရမ်းထုတ်ခံထားရတာကိုတီးတဲ့ချမ်းချော်ကရဲစခန်းကိုတွားပို့ပြီးစုကျွတ်ထုတ်ယူမယ်လို့တွေးနေပြီမယ်စချီကတော့သူဝရမ်းထုတ်ခံထားရတာချမ်းချော်စီမှာစီးတဲ့အချိန်ဆက်ဝင်ကြောင်းလို့ပြောလိုက်ပါတယ်
မုံတိုင်းကြောင့်ဆက်ချီလေမောက်သွားတဲ့နေကချမ်းချော်တို့လေနဲ့တိုက်မိခဲ့တာဖြစ်ပြီးအချိန်ဆက်ဝင်ကလည်းရေထဲပြုတ်ကျသွားတာကြောင့်ချမ်းချော်ကကောက်ယူသွားခဲ့တာမို့ခုချိန်အဖမ်းခံရမဲ့လူကချမ်းချော်တာဖြစ်ကြောင်းပြောလိုက်တယ်ချမ်းချော်ကလည်းစိတ်ပြောင်းသွားခဲ့ပြီးတော့သူကအခုမှမြို့ပေါ်ရောက်လာမို့အချိန်ဆက်ဝင်တုံးပြီးတရုတ်ဆောင်တယောက်ဖြစ်အောင်စူးစမ်းနေတာလို့အတနာခံပြီးပြောလိုက်တော့စစ်ချီကဒီနေ့တည်းတော့ငားပြီးမှဖြစ်လို့တဏီကုံသူ့မျက်စိရှိရမပြောက်လာဖို့ပြောပြီးနှစ်ယောက်တာသဘောတူညီမှုယူလိုက်ပါတယ်လဲပတ်ရင်ကင်မရာဆိုင်ရှိကိုရောက်တော့ဝယ်ဖို့ပတ်စံမပါတာမို့အနီးနားကာစီနိုဆိုင်ကိုတွားပြီးတော့ချမ်းချော်ဆွမ်းနဲ့ငွေတွေအများကြီးရအောင်လုပ်လိုက်ပါတယ်ဆက်ချီကဆရာကျော်ဖွဲ့သားတွေဝင်လာတာမြင်တော့ချမ်းချော်ကိုခဏစောင့်နေဖို့ပြောပြီးဝင်လာတဲ့၃ယောက်လုံးကိုအမောက်သိပ်ပေးလိုက်ပါတယ်ငွေတွေအများကြီးရတာကြောင့်မို့လို့အပြင်ထွက်ပြီးရှောက်လည်နေကြတဲ့အချိန်လမ်းမှာမောင်နှမနှစ်ယောက်နဲ့ကွက်တိဝင်တိုးတာကြောင့်တိုက်ခိုက်ကြရင်ချမ်းချော်ကပဲအစွမ်းသုံးပြီးရှောင်ပြေးခဲ့လိုက်ကြပါတယ်ဆက်ချီဖမ်းဝရမ်းထုတ်ခံထားရတာကိုတီးလိုက်ကြတဲ့လူမရဲ့ဖွဲ့ရလဲအထယ်ဆိုင်မှာရှိနေကြတဲ့ချမ်းချော်တို့ဖမ်းဖို့လုပ်လိုက်တော့ချမ်းချော်တို့ကလည်းတတိထားမိတော့ကြပြီးအစွမ်းနဲ့အပြင်ကိုပြန်ထွက်လာကြပါတယ်လူမရဲ့ဖွဲ့ကိုလည်းအပြင်ဘက်ကနေတကားကိုတန်နေနဲ့ရိုက်ခဲ့ပေးလိုက်ပြီးကင်မရာဆိုင်ကိုပြန်သွားတော့မိုးလေးချုံနေပြီမို့တမိနစ်နောက်ကျသွားပြီးဆိုင်ကလည်းပိတ်သွားခဲ့ပါတယ်ချမ်းချော်ကတော့အလျှော့မပေးသေးပဲအကေးတူရတာအစွမ်းနဲ့အလင်းထက်မြောင်ပြေးနိုင်ခဲ့မယ်ဆိုရင်နောက်ကျတာခဲ့တဲ့10မိနစ်ကိုပြန်ရောက်ပြီးကင်မရာဝယ်နိုင်မှာဆိုပြီးဆက်ချီကိုဓာတ်မီတလက်ပေးလိုက်ပါတယ်ဆက်ချီကလည်းအချိန်ဆက်ဝင်လာဂယူးဆိုင်ဖို့မှနေခဲ့ပြီးတော့ချမ်းချော်ကလည်းဘလို့ပဲစူးစမ်းအလင်းထက်မြောင်မပြေးနိုင်ခဲ့ပါဘူးဒါကြောင့်မို့ချမ်းချော်ကလည်းပင်ပန်းနေပြီးတော့နေရာမှာပဲအိပ်ပျော်သွားခဲ့ပါတယ်ချမ်းချော်အေးအေးဆေးဆေးအနားယူနိုင်ဖို့ဟိုတယ်တစ်ခုကိုခေါ်သွားပေးလိုက်ပြီးအိပ်ပျော်နေတဲ့အချိန်ချမ်းချော်လက်ထဲကအချိန်ဆက်ဝင်အလွယ်တကူယူသွားလို့ရနိုင်ပေမဲ့ချမ်းချော်ဆန္ဒနေမပြေးဝသေးတာကြောင့်ပြန်ထားပေးခဲ့လိုက်တယ်အပြင်ဘက်မှာလည်းမောင်နှမနှစ်ယောက်နဲ့လူမရဲ့ဖွဲ့တွေရောက်နေခဲ့ကြပြီးဆက်ချီတို့တိုက်ခိုက်ဖို့ဟိုတယ်ထဲကိုဝင်လာခဲ့ကြပါတယ်ဆက်ချီကလည်းအေးဆေးလေးပဲပြန်ခုခံလိုက်ပြီးတော့အိပ်ပျော်နေတဲ့ချမ်းချော်ကိုခေါ်ပြီးလူမိုက်တွေကိုတင်းချောင်ကအပြင်ဘက်ကအဆောင်ရှိတဲ့ကားတစ်စီးပေါ်ကိုတက်လာခဲ့လိုက်ပါတယ်နောက်တနေ့မနေ့ဆိုင်အောင်တွားပြီးကင်မရာတောက်ဝယ်ခဲ့ပေမဲ့နောက်ကျသွားပြီးအခြားလူကြောက်ကဝယ်ထားခဲ့ပါတယ်ကင်မရာဝယ်ထားတဲ့လူနာမည်ကတော့အာမူဖြစ်ပြီးကင်မရာကိုပြန်ရောက်ပေးဖို့ပြောလိုက်ပေမဲ့အာမူကတွေ့နေခဲ့တဲ့အကြောင်းချမ်းချော်ကသူ့ရဲ့အစွမ်းကိုထုတ်တုံပြလိုက်တယ်အာမူကလည်းတဘောကျလာပြီးတော့ချမ်းချော်ကိုရုပ်ရှင်ရိုက်ဖို့ကမ်းလှမ်းလိုက်တာကြောင့်စွမ်းအားရှင်ဇက်ကရိုက်ကြမယ်ဆိုပြီးတော့ချမ်းချော်ကလည်းတဘောတူလိုက်တယ်ဘသူ့ရိုက်ကြမယ်လို့ပြောနေကြတဲ့အချိန်တစ်ဖက်လန်ကဂျိုင်းတောင်းကင်ပြီးရက်နေတဲ့လူမိုက်ကိုတွေ့တော့ကားပေါ်ခေါ်ထည့်လိုက်ပြီးလူမိုက်ခေါင်းဆောင်ရှိတဲ့နေရာကိုတွားကြပါတယ်၃ယောက်လာအိမ်ထဲကိုဝင်လိုက်ပြီးအထက်တိုင်းမှာရှိတဲ့လူမိုက်တွေကိုရှောက်ချင်းရဲ့အစွမ်းနဲ့ပဲတိုက်ခိုက်လိုက်ပြီးအပေါ်ဆုံးထပ်မှာရှိနေတဲ့လူမိုက်ခေါင်းဆောင်ကိုလည်းပညာပေးခဲ့လိုက်ပြီးတော့တိုက်ကိုလည်းဖြိုခွဲချလိုက်တယ်ဆရာကျော်ကလူမိုက်ခေါင်းဆောင်ကိုဖမ်းခေါ်ခိုင်းခဲ့လိုက်ပြီးအချင်းစက်ဝင်ကြောင်းတခြားသူဘသူတိတယ်လဲဆိုပြီးမေးလိုက်တော့သူတယောက်တည်းပဲတိတာပါလို့ပြောလို့နေရာမှာတင်တနက်နဲ့ပြစ်တက်လိုက်တယ်ချမ်းချော်တို့၃ယောက်ကလည်းအောင်ပွဲခံတဲ့အနေနဲ့ဟော့ပေါ့စားနေခဲ့ကြပြီးအာမူကချမ်းချော်တို့ကိုပွဲတော်ကစားကွင်းကိုခေါ်ထားပေးမယ်ဆိုပြီးပြောလိုက်တယ်ချမ်းချော်တို့၃ယောက်ကလည်းပွဲစည်းထဲမှာပျော်နေကြတဲ့အချိန်ဆရာကျော်ဖွဲ့တွေရောက်လာတော့တီးတဲ့စစ်ချီကချမ်းချော်မေးမိအောင်ပျော်စရာတွေဖန်တီးပေးလိုက်ပြီးအာယုံလွဲလိုက်ပါတယ်။နှစ်ယောက်လုံးကလည်းအရန်ကိုပျော်ရွှင်နေခဲ့ကြပြီးစိတ်ထဲမှာလည်းတယောက်ပေါ်တယောက်တန်ရောစင်တွေဖြစ်လို့နေခဲ့ပါတယ်။ချမ်းချော်ကဂါဝင်အင်ကြီးလေးလဲဝဲလိုက်ပြီးတော့ကစားကွင်းလွယ်မှာရှိတဲ့ကပွဲတေးလေးမှာလည်းအတူကခဲ့ကြပါတယ်။သူတို့နှစ်ယောက်လည်းရင်ထဲမှာဖြစ်ပေါ်နေတဲ့ခံစားချက်တွေကိုထုတ်ဖော်ပြောခဲ့လိုက်ကြပြီးဆရာကျော်တို့အဖွဲ့ကလည်းရောက်လာနေပြီဖြစ်လို့ချမ်းချော်လည်းပင်ကအချိန်ဆက်ဝင်ကိုဖြုတ်ယူလိုက်ပြီးတတိမေးအောင်လုပ်လိုက်တဲ့ချမ်းချော်ကအာမှုရှိရာစီပွေ့ခေါ်သွားလိုက်ပြီးဆရာကျော်စီအချိန်ဆက်ဝင်ကိုပြန်ယူသွားပေးလိုက်တယ်တကယ်တော့ဆရာကျော်ကအတိတ်မှာမတော်တဆမှုတစ်ခုကြောင့်တိတ်ဆုံးသွားတဲ့ဇနီးနဲ့ကလေးကိုပြန်ခေါ်ချင်နေတာဖြစ်ပြီးအချိန်ဆက်ဝင်ပြန်မြူလာပေးနိုင်တဲ့မောင်နှမနှစ်ယောက်ကိုလည်းစချီကိုတက်လိုက်ဖို့အမိန့်ပေးလိုက်ပါတယ်ဆရာကျော်ကအချိန်ဆက်ဝင်တော့ကြက်တဲ့ထိလိုက်တာကြောင့်မို့အချိန်ကလွန်ခဲ့တဲ့17တာကာလကိုပြောင်းလဲသွားနေခဲ့ပြီးအရာဝတ္ထုတွေကလည်းပေါ်လိုက်ပြောင်းလိုက်ဖြစ်နေရကြောင်းမို့လူတွေအားလုံးကလည်းဒုက္ခရောက်နေကြတဲ့အချိန်စချီကတော့ချက်ကိုတနက်နဲ့အမြင်ပစ်ခတ်လိုက်ပါတယ်အမှုနဲ့ချမ်းချော်တို့ကလည်းစချီရှိရာကိုပြေးလာနေခဲ့ကြပြီးစချီကရဟန်းအမြင့်ပေါ်ကနေအချိန်ဆက်ဝင်ကိုပြန်လည်ရတတ်နိုင်ဖို့ချမ်းချော်စီပြစ်ပေးလိုက်တဲ့အချိန်အမြင့်ပေါ်ကနေပြုတ်ကျသွားတာကြောင့်စချီရဲ့မျက်နှာကတန်ကြောင်းနဲ့ချိမိသွားခဲ့ပါတော့တယ်ချမ်းချော်ကလည်းစွမ်းအင်ကိုထုတ်တုံလိုက်ပြီးအချိန်ဆက်ဝင်ကိုပုံမှန်ပြန်ဖြစ်စေလိုက်ပြီးတော့အစွမ်းနဲ့ဒုက္ခရောက်နေသူအားလုံးကိုကူညီပေးလိုက်တယ်။စချီရဲ့မျက်နှာကတော့ထိခိုက်သွားတာကြောင့်မို့လို့တရားပါဒဏ်ရာရသွားခဲ့ပြီးအဲ့ဒါကတော့ချမ်းချော်အဖိုးရဲ့မျက်နှာပေါ်မှာရှိနေတဲ့အမာရွတ်နဲ့အတူတူပဲဖြစ်တော့တယ်။အဖိုးကလည်းချမ်းချော်တို့ဆက်လေမောက်သွားတာကိုတီးလိုက်ရပြီးတော့ချမ်းချော်ဘေးကင်းဖို့တခုခုလှုပ်ဖို့ဆုံးဖြတ်ချက်ချလိုက်တော့တယ်။လွန်ခဲ့တဲ့နှစ်90တုန်းကချမ်းချော်သူတို့ရွာကနေလီကလေးနဲ့မြို့ကိုတက်လာခဲ့တဲ့လမ်းမှာစချီတို့လေနဲ့ဝင်တိုက်မိတာဖြစ်ပြီးမထင်မှတ်ထားပဲရလိုက်တဲ့အချိန်ဆက်ဝင်အစွာသူ့အသက်ကိုကယ်တင်ပေးလိုက်တာဖြစ်တယ်။က
ကစားကွင်းမှာဖြစ်ခဲ့တဲ့ကိစ္စပြီးကြတဲ့ကဆရာကျော်ကလည်းလုံးဝပျောက်ကွယ်သွားခဲ့တာဖြစ်တယ်။ချမ်းချောင်နဲ့စချီတို့နှစ်ယောက်ကလည်းတာယာပျော်ရွှင်တဲ့ဘဝတစ်ခုကိုတည်ထောင်လိုက်ကြတယ်။ဒါပေမဲ့အားလုံးထင်မှတ်မထားတာတစ်ခုကအချိန်ဆက်ဝင်ကိုပိုင်ဆိုင်တဲ့လူကထာဝရလေပတ်နေတဲ့အချိန်ထဲမှာပဲပိတ်မိနေမှာဖြစ်ပြီးတော့ဘယ်တော့မှလည်းအိုမင်းမတွားပါဘူး။အချိန်ကြီးကြာလာတဲ့မြချမ်းချောင်ကတော့ဒီအတက်ရွယ်မှာပဲရက်တက်နေပြီးစချီကတော့တာမန်လူတွေအတိုင်းပဲအိုမင်းလို့လာခဲ့ပါတယ်။လူတွေကြားမှာလည်းပြောစရာတွေဖြစ်နေတာကြောင့်မို့အိမ်ကိုအမြဲတမ်းပြောင်းရွှေ့နေထိုင်ကြရပါတယ်။တနေ့မှဆက်ချီကချမ်းချောင်ဝမ်းတဲ့နေရာကိုမကြည့်ရတော့လို့အချိန်နေကြာကြီးတယောက်တည်းထားပြီးတနေရာကိုထွက်သွားခဲ့ပါတယ်။သူတို့တငယ်ချင်းဖြစ်တဲ့အာမှုကွယ်လွန်သွားပြီးတဲ့နောက်မှာတော့သူတို့နှစ်ယောက်လည်းပြန်လည်ဆုံတွေ့ကြတဲ့အချိန်ဆက်ချီကအဖိုးရွယ်ကိုတောင်ရောက်လို့နေခဲ့ပါပြီ။ဒီချိန်ဆရာကျော်ဖွဲ့တွေရောက်လာပြီးဆက်ချီကိုတနက်နဲ့ပြစ်လိုက်တာကြောင့်ချမ်းချောင်ကဝင်ကာပေးလိုက်တာမို့အချိန်ဆက်ဝင်နဲ့တိုက်မိသွားပြီးချမ်းချောင်တတိမိသွားလို့တန်ငါရွာလေးကိုခေါ်လာခဲ့တာဖြစ်တယ်။ဒါပေမဲ့ချမ်းချောင်တတိပြန်ရလာတော့အရာအလုံးကိုမေ့နေခဲ့ပြီးဆက်ချီကိုလည်းသူ့ကိုပြုစုပေးထားတဲ့အဖိုးလို့ထင်မှတ်သွားခဲ့ပါတယ်။ဒါကြောင့်ဆက်ချီကချမ်းချောင်ဝမ်းနဲ့နေမှာထက်ဆိုင်ရင်အခုလိုဘာမှတတိမရတာကမှပိုကောင်းတာမို့မရှင်းပြတော့ပဲအဖိုးရင်းတယောက်လိုအနားမှာ3နှစ်လုံးလုံးဆောက်ရှောက်ပေးနေခဲ့တာဖြစ်တယ်။ဒါတွေအားလုံးကအတိတ်မှာဖြစ်ပျက်သွားခဲ့တာဖြစ်ပြီးလက်ရှိကာလမှာတော့အဖိုးကချမ်းချောင်ကိုတွားခဲ့ဖို့အတွက်နေအိမ်ကိုလည်းမီးရှို့ပစ်ခဲ့လိုက်ပြီးဆက်လီနဲ့ချမ်းချောင်ရှိရာကိုထွက်လာခဲ့လိုက်ပါတယ်။ချမ်းချောင်တို့လေဝင်တိုက်သွားတဲ့လူတွေကတော့ဆရာကျော်တို့အဖွဲ့ပဲဖြစ်ပါတယ်။ဆရာကျော်က3နှစ်လုံးလုံးချမ်းချောင်ကိုလိုက်ရှာနေခဲ့တာဖြစ်ပြီးအချိန်ဆက်ဝင်ကိုဘယ်လိုအတုံးပြရမလဲဆိုတာကိုမတီးလို့ချမ်းချောင်ကိုမေးနေခဲ့ပါတယ်။ဒီချိန်အဖိုးရောက်လာပြီးချမ်းချောင်ကိုကယ်တင်ပေးလိုက်တယ်။ဒါပေမဲ့ဆရာကျော်ရဲ့တနက်ပြည့်ချက်ကြောင့်ဒဏ်ရာရတာတော့အချိန်ဆက်ဝင်ကိုချမ်းချောင်ကိုပေးလိုက်ပြီးဒါကမင်းကိုအားလုံးစီကနေကယ်တင်ပေးမှာပါလို့ပြောပြီးသူကတော့ဒဏ်ရာတွေနဲ့ရေထဲကိုပြုတ်ကျသွားခဲ့ပါတယ်။ချမ်းချောင်ကလည်းဒေါသဖြစ်လာခဲ့ပြီးတော့သူ့အဖိုးပြောသလိုအချိန်ဆက်ဝင်ရဲ့ဆွမ်းအားကိုအသုံးပြုလိုက်ပြီးတင်းဘောကိုအပိုင်းပိုင်းခုတ်ဖြတ်ပြီးဖျက်ဆီးပစ်လိုက်တယ်။အားလုံးပြီးဆုံးသွားတော့ရွာကိုပြန်လာခဲ့လိုက်ပြီးအဖိုးကနေအိမ်ကိုမိရှို့သွားတာကြောင့်မို့အမတ်တရားတွေအားလုံးလည်းပျက်စီးသွားခဲ့ပြီးကလေးတွေကအဖိုးစီကနေယူထားတဲ့ပစ္စည်းတစ်ခုကိုချမ်းချောင်ကိုလာပေးတယ်။အဲ့ဒါကတော့တိတ်ခွေတစ်ခုပဲဖြစ်ပြီးတော့ဟိုရင်တစ်ချိန်ကအာမှုနဲ့သူတို့3ယောက်ပေါင်းရိုက်ထားတဲ့အမတ်တရားဗီဒီယိုလေးပဲဖြစ်ပြီးချမ်းချောင်ကလည်းအခုမှအရာရာကိုပြန်အမတ်ရလာပါတော့တယ်။စချီကိုဘလို့နီးနဲ့မှအဆုံးရှုံးမခံနိုင်တဲ့ချမ်းချောင်ကလည်းနေထွက်တာနဲ့အလင်းထက်ပိုပြီးမြန်အောင်ပြေးပြီးမနီးရစချီကိုပြန်သွားကယ်တင်มาပဲဖြစ်တယ်။ဒါပေမဲ့စချီကလည်းသူတစ်ချိန်လုံးတီးနေခဲ့တာကသူဒါဒီလောကကြီးမှာမရှိတော့ရင်ချမ်းချောင်ကအခုလိုပဲသူ့စီကိုဘလို့နီးနဲ့ပဲဖြစ်ဖြစ်ပြေးလာနေမှာကိုကြိုတီးနေတာမို့ချမ်းချောင်အခုလိုလုပ်နေတာကချမ်းချောင်အတွက်လည်းပိုပင်ပန်းမှာမို့လွတ်ချလိုက်ဖို့ပြောပြီးစချီအမြဲပြောနေကြစကားအတိုင်းပဲအရာအလုံးကိုဒီလောကကြီးကမတ်မိနေမှာထက်ဆိုင်ရင်ချမ်းချောင်အမတ်ရနေတာမျိုးကိုပိုလိုချင်တယ်ဆိုတဲ့စကားအတိုင်းအခုချိန်မှာချမ်းချောင်လည်းအရာရာကိုပြန်မတ်မိလာပြီမို့သူလည်းစိတ်ကျဉ်နေရပါပြီဆိုပြီးချမ်းချောင်ကိုစက်မလိုက်ဖို့မာနေခဲ့ပါတယ်။ဒါမဲ့ချမ်းချောင်ကလည်းအလျှော့မပေးပဲအစွမ်းကုန်ပြေးလိုက်နေရင်းနဲ့ပဲသူတို့နှစ်ယောက်ရဲ့အချစ်ဆက်လန်လေးကတော့ပျော်ရွှင်ဖွယ်ရာအဆုံးသက်လေးမဖြစ်ခဲ့ရပါဘူး။ရုပ်ရှင်တစ်ခုဇက်သိမ်းမအောင်မကြောက်ဘူး။ဘာလို့လဲဆိုတော့ဒီဆက်လန်ကိုအဆုံးထိအတူလိုက်ကြည့်ပေးတဲ့သူကမင်းဖြစ်နေလို့ပေါ့။စချီရဲ့နှုတ်ဆက်စကားလေးနဲ့အတူဇက်လန်လေးကိုအဆုံးသတ်လိုက်ပါတယ်ရှင်။ပရိသတ်များရှင်လူလောကမှာတွေ့ဆုံကြရပြီးရင်တနေ့မှခွဲကြရမှာဆိုပေမဲ့တွေ့ဆုံကြရတော့အကောင်းဆုံးချစ်ခင်သွားကြဖို့နဲ့အကယ်လို့တစုံတစ်ယောက်ကစပြီးခွဲခါခဲ့မယ်ဆိုရင်လည်းအကောင်းဆုံးရှင်တန်နိုင်ဖို့အဆုံးသက်ကဘလို့ပဲဖြစ်နေပါစေဒီလူအပေါ်မှာစစ်မှန်တဲ့ချစ်ချင်းမေတ္တာတွေရှိနေဖို့ကတာပိုပြီးအရေးကြီးပါတယ်။အဆုံးထိလိုက်ပါကြည့်ရှုပေးတဲ့ပရိသတ်တယောက်ချင်းစီကိုလည်းအထူးကျေးဇူးတင်ပါတယ်ရှင်။